အားလုံးပဲမင်္ဂလာပါကျွန်တော်များရဲ့စွမ်းတူရီ channel ကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှဖျားကျမ်းနာချမ်းသာပါစေကြောင်းစွမ်းတူရီ channel မှာဥစွာပနာမကြိုးစိုးနှုတ်ခွန်းဆက်သလိုက်ရပါတယ်ကျွန်တော်များရဲ့စွမ်းတူရီ channel မှာတင်ဆက်ပြသပေးသွားမယ့်အကြောင်းအရာတွေကတော့ဒုတိချစ်ပရိသတ်များဒုတိဝါဒနာရှင်များနဲ့ဒုတိကိုယခုမှစတင်ပြီးတော့ကစားလိုတဲ့သူများအတွက်အထူးအစီအစဉ်ဖြင့်မိမိတို့ရဲ့နေ့စဉ်ဝင်ငွေရတဲ့လုပ်ငန်းများကိုလုပ်ကိုင်ရင်းနဲ့တစ်ဖက်တစ်လမ်းမှအပေါ်ဝင်ငွေများအပတ်စဉ်ပုံမှန်အတိုးရရှိစေဖို့အတွက်ဤစနစ်တကျအောင်မြင်တဲ့ဒုတိကစားနည်းစနစ်များနဲ့တကွအပတ်စဉ်အောင်မြင်နေတဲ့ဒုတိကစားကွက်များကိုတင်ဆက်ပြသပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်များရဲ့စွမ်းတူရီ channel ကိုစောင့်မျှော်ကြည့်ရှုအားပေးကြဖို့နဲ့ like and subscribe ကလေးများပေးကြဖို့အတွက်နဲ့လူများများမြင်လာအောင်များများ share လုပ်ပေးကြဖို့အတွက်ကိုချစ်ခင်ရင်းနှီးစွာတောင်းဆိုအပ်ပါတယ်အောင်ရတယ်လိုက်တယ်လိုင်းတင်အောင်ရတယ်ကိုပြိလာအောင် ပေါ့ ဟုတ်ကိုအပေါ်တင်မရအောင် ဩ လိုင်းမတင်ဘူး ကိုမအပကလည်းအောင်မဟုတ်တော့မထိုးတင်မတင်မရလေ တင်ပေးရတယ် ဒါလို့ ကနန်းပဲတင်ပေး